မင်္ဂလာပါအခုဒီဗီဒီယိုဖိုင်မှာတော့ statistic အမျိုးအစားနှစ်ခုအကြောင်းကိုလေ့လာကြရမှာဖြစ်ပါတယ်ဒီဘိုင်းမှာအဓိကအဖြစ်တော့စီးအင်းပညာနှစ်မျိုးအကြောင်းကိုလေ့လာကြရမှာဖြစ်ပါတယ်စီးအင်းပညာကိုလေ့လာတဲ့အခါမှာဒီစီးအင်းနှစ်မျိုးကိုကျွန်တော်တို့ဟာကိုယ်ကိုယ်ပြပြနားလည်ဖို့လိုပါတယ်ဒါမှပဲဒီဘေးအချိန်မျိုးမှာဘေး statistic ကိုအသုံးပြုရမလဲဆိုတာကိုသဘောပေါက်ပြီးတော့ဒီမှန်မှန်ကန်ကန်အသုံးပြုနိုင်မှာဖြစ်ပါတယ်စာရင်းအင်းကနှစ်မျိုးရှိပါတယ်ပထမတစ်မျိုးကို descriptive statistic လို့ခေါ်ပါတယ်မြန်မာလိုဆိုလို့ရှိရင်တော့သရုပ်ဖော်စာရင်းအင်းပညာလို့ခေါ်ပါတယ်ဒုတိယမျိုးအစားက inferential statistic လို့ခေါ်ပါတယ်မြန်မာလိုဆိုရင်တော့ကောက်ချက်ချစာရင်းအင်းပညာလို့ခေါ်ပါတယ်ဆိုတော့ဒီ descriptive statistics ဆိုတာဘယ်လိုမျိုးအစားလဲဆိုတာကိုဆက်လက်ပြီးတော့အသေးစိတ်ကြည့်အောင် descriptive statistics ဆိုတာကအကြောင်းအရာတစ်ခုကိုဒီကိန်းဂဏန်းပေါင်းတွင်းကနေလေ့လာတဲ့အခါမျိုးတွေမှာ data ပေါင်းများစွာကိုကျွန်တော်တို့ရှာဖွေရတယ်။အဲ့ဒီ data တွေကိုဒီအနှစ်ချုပ်ပြီးတော့ပေါ့နော်ဖော်ပြတဲ့နေရာမှာအသုံးပြုတာမျိုးဖြစ်ပါတယ်။ဒါကြောင့်ဒီ descriptive statistics ကို summary of data လို့ခေါ်ကြရတယ်ပေါ့နော်။ data တွေကိုဒီ summarize လုပ်ပြီးတော့တင်ပြတဲ့ပုံစံမျိုးတွေဖြစ်ပါတယ်။ဆိုတော့ဒီ descriptive statistics မှာအဓိကအဖြစ်အသုံးပြုတဲ့ဒီစရင်းအင်းအမျိုးအစားတွေပေါ့နော်အဲ့ဒါတွေကဘာလဲဆိုရင်ဒီ frequency တို့ပါမယ်ဒါကိုမြန်မာလိုဆိုရင်ကြိမ်ကိန်းပေါ့နော်ရာခိုင်နှုန်းပါမယ် percentage ကိုသုံးတယ်ပေါ့နော်နောက်တစ်ခါ mean standard deviation ပေါ့ဒီပြည့်မြတ်တန်ဖိုးလို့ခေါ်တယ်သွေဖေးကိန်းလို့လည်းခေါ်တယ်နော်ဆိုတော့ဒီတန်ဖိုးတွေကိုအဓိကအားဖြင့်ကျွန်တော်တို့အသုံးပြုတယ်အဲ့လိုအသုံးပြုပြီးတော့ဒီ population ရဲ့လက်ရှိအနေအထားတစ်ခုကိုရှိတိုင်းဖော်ပြတဲ့နေရာမှာအသုံးပြုတာဖြစ်ပါတယ်။ဥပမာကျွန်တော်တို့ဒီမှာကြည့်မယ်ဆိုလို့ရှိရင် participant 50လောက်ကိုစစ်တမ်းကောက်လိုက်တယ်ပေါ့နော်။50ဆိုလို့ရှိရင်တယောက်ချင်းစီကိုလိုက်ကြည့်ဖို့ဆိုတာကတိတ်မဖြစ်နိုင်ဘူး။မဖြစ်နိုင်တဲ့အခါမျိုးတွေမှာဒီ50ကိုကျွန်တော်တို့အနည်းချုပ်လိုက်တယ်။အမျိုးသားကဘယ်နှစ်ယောက်ပါလဲအမျိုးသမီးကဘယ်နှစ်ယောက်လဲပေါ့နော်။ဆိုတော့တဦးချင်းစီမှာသွားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်တော့အရင်ကြံ့ကြာနိုင်တယ်ပေါ့နော်လူပေါင်း50ပေါ့ဒါကိုအနှစ်ချုပ်ကြည့်လိုက်တော့အမျိုးသမီး25ယောက်29ယောက်တွေ့ရဲ့ဒီလူ50မှာဆိုလို့ရှိရင်ရာခိုင်နှုန်းနဲ့ဘယ်လောက်ဖြစ်လဲဆိုတော့54ရာခိုင်နှုန်းဖြစ်တာကိုတွေ့ရတယ်အမျိုးသားကြတော့23ယောက်ရာခိုင်နှုန်းကကြတော့46ရာခိုင်နှုန်းဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ဒါကတော့ summary လောက်လိုက်တဲ့သဘောမျိုးဖြစ်တယ်ပေါ့နော်ဒါကိုတခါတည်းမှာကျွန်တော်တို့ဟာဒီ graph တွေနဲ့အသုံးပြုပြီးတော့လည်းဖော်ပြပေးကြတာမျိုးရှိပါတယ် graph တွေကိုအသုံးပြုပြီးတော့ဖော်ပြတဲ့အခါမှာဒီရှင်းလင်းတယ်တခါတည်းပြီးတော့မြင်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်ဒီ graph တွေကိုအသုံးပြုကြတယ် bar chart တွေ pie chart တွေကိုအသုံးပြုကြတာဖြစ်ပါတယ်ဆိုတော့ဒုတိယအမျိုးအစားကတော့ဒီ inferential statistic ပေါ့နော် inferential statistic ဆိုတာက population ရဲ့ပကတိအနေအထားမှာဖြစ်ပျက်နေတဲ့အခြေအနေတွေကြားမှာဒီဆက်နွယ်မှုရှိနေသလားပေါ့နော်ဒီအချက်လက်တွေကြားမှာတစုံတရာဆက်နွယ်မှုရှိနေကြသလားတစ်ခုနဲ့တစ်ခုကြားမှာတက်ရောက်မှုတွေရှိနေသလားဆိုတာကို theory ဆိုင်ရာကျွန်တော်အဆိုပြုချက်တွေထုတ်ရတယ်အဲ့ဒီအဆိုပြုချက်တွေကိုတက်တည်ပြဖို့အတွက်စူးစမ်းလေ့လာမှုတွေလုပ်ပြီးတော့စရင်းအင်းတွေနဲ့ဆန်းစစ်ပြီးဒီဆက်နွယ်မှုရှိတယ်တက်ရောက်မှုရှိတယ်ဒါမှမဟုတ်တက်ရောက်မှုမရှိဘူးဆက်နွယ်မှုမရှိဘူးဆိုတာမျိုးတွေကိုကောက်ချက်ချတဲ့အခါမျိုးတွေမှာအသုံးပြုတာဖြစ်ပါတယ်ဒါတွေအားလုံးဟာ sample တွေနဲ့အလုပ်လုပ်ကြတာဖြစ်ပါတယ် sample မှာဒီရရှိလာတဲ့ကိန်းဂဏန်းကိုအခြေခံပြီးတော့ population ကိုတပတ်ပြန်ပြီးတော့ကောက်ချက်ချတာမျိုးတွေဖြစ်ပါတယ်ဆိုတော့ inferential statistic ကအဓိကအားဖြင့်ဆိုလို့ရှိရင်ကောက်ချက်ချစင်းအနေနဲ့ဘာသာပြန်ကြတယ်ဆိုပေမဲ့လို့ဒီဟာကိုအသုံးပြုတာက problem solving အနေနဲ့အသုံးပြုကြတာဖြစ်တယ်။တက်ရောက်မှုတွေကြားဆက်နွယ်မှုတွေကြားမှာဒီဘယ်လောက်ထိဆက်နွယ်မှုရှိနေတယ်လဲတက်ရောက်မှုအနေနဲ့ဘယ်လောက်ပမာဏရှိတယ်လဲဒီတက်ရောက်မှုရှိသလားဆက်နွယ်မှုရှိသလားဆိုတာမျိုးတွေကိုလေ့လာတဲ့နေရာမှာအသုံးပြုတာဖြစ်ပါတယ်။ဆိုတော့ဒါကြောင့်ဒီ inferential statistic မှာ hypothesis ပါဝင်တယ်လို့ကျွန်တော်တို့နားလည်ကြရမှာဖြစ်ပါတယ် descriptive statistic မှာကြတော့ hypothesis မပါဘူး data ကို presentation လုပ်တယ်ဒီ frequency percentage mean standard deviation ကိုအဓိကအားဖြင့်အသုံးပြုတယ်ပြီးလို့ရှိရင်ဒီ data တွေကို summarize လုပ်ပြီးတော့အနှစ်ချုပ်အနေနဲ့တင်ပြပေးတာမျိုးတွေဒီဖြစ်တယ်ဖော်ပြပေးတာမျိုးတွေဖြစ်ပါတယ် inferential statistic မှာ descriptive statistic ကတော့ပထမအဆင့်နဲ့
ဒီပူးတွဲပြီးတော့ပါဝင်ပါတယ်ဒါပေမဲ့အဓိကအားဖြင့်တော့ဒီ inferential statistic ကဒီတက်ရောက်မှုအုပ်စုတွေကြားမှာနော်တက်ရောက်မှုရှိလားမရှိဘူးလားဆက်နွယ်မှုရှိလားမရှိဘူးလားဆိုတာကိုရှာဖွေတဲ့နေရာမှာအသုံးပြုတာမျိုးဖြစ်ပါတယ်ဒါကတော့ဒီ statistic နှစ်မျိုးရဲ့လှုပ်ဆောင်ချက်တွေကိုကျွန်တော်တို့ဟောပြပေးတာမျိုးဖြစ်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်လို့ဒီကွဲပြားခြားနားတဲ့ဒီအခန်းကဏ္ဍတွေကိုသဘောပေါက်နားလည်မယ်လို့ယူဆပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်